သင်တန်းတက်ပြီးတဲ့အခါမှာပေါ့နော်အဓိကအပြင် policy ရေးတဲ့အပိုင်းမှာပဲဖြစ်ဖြစ်ကျွန်တော်ခွင့်ကိစ္စတွေမှာပဲဖြစ်ဖြစ်ပို့ပြီးတော့သိရှိလာတယ်နော်ပို့ပြီးတော့အသေးစိတ်ကြားတဲ့ဟာတွေpolicy ရေးတဲ့အခါမှာလည်းဘာတွေလိုအပ်လဲဘာတွေအသုံးချရမလဲဆိုတဲ့အကြောင်းအရာတွေကိုပို့ပြီးတော့အသေးစိတ်သိရှိလာတယ်ပြီးတော့ဆရာကလည်းဥပမာလေးနဲ့ပြောတယ်ပြီးတော့ဆရာရဲ့လုပ်ငန်းတွေ့ကြုံနဲ့လည်းဆက်ဆက်ပြီးပြောတဲ့အခါကျတော့ပို့ပြီးတော့အဆင်ပြေခဲ့ပေါ့နော်ပို့ပြီးတော့တွေ့ကြုံနေအများကြီးရခဲ့ပါတယ်အဲ့ရှာနဲ့ပတ်သက်ပြီးတော့စာတွေ့ရောလက်တွေ့ရောလုံးဝအစိမ့်သက်ကိုမှဆရာရဲ့သင်ကြားမှုတွေနဲ့အတူဆရာကလုံးဝကိုစနစ်တကျနဲ့သင်ကြားပြရတဲ့ကြောင့်မလို့အများကြီးအတွေ့အကြုံတွေဘူးတူတာတွေအများကြီးရတာရယ်ပြီးတော့ဆရာစာသင်တဲ့အခါမှာလည်းဆရာဟာတာဉာဏ်နဲ့ဟာတာလေးပြောပြီးတော့သင်ပေးရတဲ့အတွက်ကြောင့်မလို့ညီမတို့တို့မပြည့်မရွယ်နဲ့အတန်းအပတိုင်းကိုတက်ရှင်ရဖြစ်နေရပါရှင်ဆရာနဲ့အမှတ်တရတော့သတင်းကြုံမှာဆရာကတော့လိုက်ရတယ်ပေါ့နော်အဲ့လေးကအမှတ်တရပါပဲပြီးတော့ဆရာကလည်းအတင်ပြကောင်းတယ်ပေါ့နော်ဆရာရဲ့လုပ်ငန်းတွေ့ကြုံရရောဆရာရဲ့သင်ကြားတဲ့အတွေ့အကြုံရရောဆိုတော့အများကြီးထောက်ကူဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့အဲ့ရှာနဲ့ပတ်သက်ပြီးတော့တက်ဖို့စဉ်းစားနေဆိုလို့ရှင်DSNကိုလာပြီးတော့တင်တက်ဖို့အတွက် recommend ပေးပါရှင်ဒီဆရာရဲ့တင်တန်းကိုတက်ရောက်ပြီးတဲ့နောက်ပိုင်းမှာကျမတို့ HR နဲ့ပတ်သက်တဲ့ function တွေကိုပို့ပြီးတော့လုပ်ငန်းခွင်မှာတိတိကျကျပို့ပြီးတော့အသုံးချနိုင်တယ်။ဆရာဆိုလို့ရှိရင်ဒီပေါ့နော်တင်တန်းကာလမှာထည့်ထားပေးရမယ် course တွေကိုပြီးအောင်တင်တဲ့ဆိုရရွေးချက်နဲ့မဟုတ်ပဲပဲနော်။ဆရာရဲ့ဟိုပေါ့လုပ်ငန်းအတွေ့အကြုံပေါ့သူရဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့စေတနာထားတင်ထားပေးပါရပေါ့နော်။အဲဒါကြောင့်မို့နောက်ထပ်ပေါ့နော် human resource management တက်မဲ့ဖောင်လေးညီမလေးအနေနဲ့လည်း DSN မှာလာပြီးတော့ join ဖို့အတွက် recommend ပေးချင်ပါတယ်။ see you at new version with DSN.